Buddha Dharana Gisami Dhamadharana Gisami Bhagadharana Gisami Buddha Yasavyashi Kuromyatia Dharana Gogaya Huye Gisami Sikapa Dhamadaya Tidhanaro Dharana Gogaya Huye Kesami Sikapa Tanga Tanga Rosinu Miadupa Dharana Gogaya Huye Kesami Sikapa Shebaya Yarana Miaji Tumbane Ami Apa Sayadamaru Marale Mu Naga Yoyada Kita Jeli Saindu Saino the Pueda Aluma Idiwala Mana Dodringa Lupido Yudema Yujo Lesumo Yusi Kogarova Ishimaya Jenny Tadana Juli, Tadana Daika, Tadana Daika Mamia Chichari. We don't need that deep you the town by GJ you are the new Daika Uchi Shin, the Dotwati, Taludaika Mount Yanger U Mount Etuako Mount Yeto on Mitazuga Yahweh nature make a yamia a pesamia bataraga Shemunada Ludo Mengala Bridiado na Pijaloa Anando Nanda Gaba Uti Tali Magweda Ditaji Bakoku Kaya Bamu down by GG Tadana Diba Chow Dai Sayado Uturia Chaudo Jiva Searo U Arisa Penguin Jow Searo Utobida Shindumiadu Utema Pasile Pamunet on Majija Apa U Emia Ami Dojida Pajivari Doji Dolimia Now Akure Amari Chichavado Ue Dola Wine Ume Dokimbu Upolwa Dokinu Ngaji Uje Yoni Ujai Domise Ubabian Dotaiji Penayani Utri Domidat Zero Jiwani Uo Do Iya Penayani Ujai Domisin Domaji Jiwani Usamon Dog Seike Unyuse Đó xây đi nữ Ú tây nhiều đó kê xây Cả liêm nhiều Thu mà chia hoàn đi Ú so luyện Đó chi muê được Ú miệng Ú yên đi Đó đêm nhai Phép mỹ và miệng chết trả bà đó Apa ubo ami đó so nổi Bà chí bà đuôi đó chí đồ lý Cô mà miệng chết trả đấy Upo si Đó tiên sĩ Upo mình đó miệng gì U tông bù đó mi khe Upo ye Đó mi khuê U xuy cảnh đó mi thoa
တောင်ချိုကျေးရွာနေအလူဒါဤကာမဤစေမျိုးညာတိများဖြစ်ကြတယ်ဥစောမောဒေါ်မိကြိုင်နောက်တောင်ဘက်ကျေးရွာနေဥလုံးဒေါ်စံချင်းဥရဲညွန့်ဒေါ်ရွှေခင်ဥသိက္ခာဒေါ်ရွှေချင်းဥဝင်းမြင့်ဒေါ်မိတိုင်းရွာတစ်ကျေးရွာနေဥရဲမြင့်ဒေါ်မြင့်ဝေတို့ကိုအမှုထား၍မကွေးတိုင်းဒေသကြီးပေါ့မြို့နယ်တောင်ဘက်ကြီးကျေးရွာနေအလုဒယကဥချီရွှေအလုဒယီကာမဒေါ်ထွားတယ်သားအလုဒယကမောင်ငင်းချမ်းဦးမောင်အေသူဝမ်းခေါ်မောင်ရဲထွတ်အောင်တို့ယရနာမိသားစုမှာခါရဝတရားရှိထားပါ၍ကောင်းမြတ်သောစိတ်ထားဖြင့်ခေမေလေးသာစွာဖိတ်ကြားအပ်လိုက်ပါသည်ကျွန်တော်ဓမ္မတို့မှာဤတရားကိုဆင်းရဲခြင်းမှလွတ်ခဲ့ရမှာမြတ်နိဗ္ဗာန်ကိုရည်တန်တောင်းတာရောက်လို့လာ၍တာအလိုက်ရနာမောင်စာနီအောင်ခေါ်မောင်မင်းခန့်ဖြူဦးနေတူအလိုက်ရနာများဖြစ်ကြပါတဲ့ဥကြည်တို့ဒေါ်စန်းထေဝင်းတို့ဤသားရှိုင်းဖို့ဘူးဥဇော်လင်းဒေါ်ထေးမြင့်ဤတို့ဤသားတန့်ဇော်မိုးဥဇော်နိုင်ဝင်းဒေါ်မြတ်ထေးကြီးတို့ဤသားမောင်အောင်အောင်ဦးဥပ္ပအောင်ဒေါ်ဝင်းမော်တို့ဤသားမောင်ကျော်သူဖြူဥပြည်အေးဒေါ်ထွေးကြည်တို့ဤသားမောင်မေးလွေမောင်ထက်လင်းအောင်ဥခိုင်အေးဒေါ်သက်မာဝင်းတို့ဤသားမောင်လင်းလင်းမောင်လင်းလင်းအောင်တို့ကိုလည်းရှေးပါပရိက္ခရာဆုံးလင်းသောအဖြစ်မြတ်ဗုဒ္ဓရဲ့သာသနာတော်တွင်မှာတာမဏေရပပိစဘုံမြောက်စင်ကြီးကျင်းပပြီလေနဲ့နာတမေမြတ်တူမအလှယရနာများဖြစ်ကြသောဥကျော်တွေတော့ကြည်အေးတို့ဤတမီလေးမဝါဝါအောင်မမေဝါကျော်ဥတင်ထွေးဒေါ်ခေမာလိုင်တို့ဤသမီးမတ်ချယ်ရီစမိုင်းဥပိုးဝင်းဒေါ်ကြီးသေးတို့ဤသမီးမတ်တနာထက်ဥအောင်မြတ်စုဒေါ်ကြီးစာမေတို့ဤသမီးမတ်မေမြတ်နုဥဇော်မခိုင်ဒေါ်တင်တင်ဝင်းတို့ဤသမီးမအေးမြတ်သူဥဖိုးချမ်းဒေါ်ကြည်မြင့်တို့ဤသမီးမရွှေခင်ဖူးတယ်ဥအေးတောင်းဒေါ်အေးလွေတို့ဤသမီးမခိုင်ရွှေဝင်းမနှင်းဤဝင်းဥရဲနောင်ဒေါ်တင်မာချိုတို့ဤသမီးမငိမ့်ငိမ့်ချိုဥနေဝင်းသိန်းဒေါ်ထေးမြင့်ကြီးတို့ဤသမီးမစောနန္ဒာဥဇော်လင်းဒေါ်ထေးမြင့်ကြီးတို့ဤသမီးလေးမစင်နေဖြူနေဥဒီမောင်ထက်တော်တီတာထွေးတို့ဤသမီးယရနာလေးကမဆွေမရွှေခင်ဖြူတို့ကိုလည်းပဲခန္ဓာဝဒနာအတော်မြတ်ဖြင့်မြတ်နာတာမင်္ဂလာစင်ကြီးကျင်းပပိတကလဖယားမိုးစီတော်တန်ဃာတော်ရှင်သူမြတ်တို့ကိုအေမိမိတို့တဆွမ်းသမျှစွမ်းတေငါအစာရှိတဲ့လူဘဝတ္ထုအစူးစုတို့ကိုစက္ကလူရန်ပူတော်ပြီးလျင်
1396ခုတဘူရဲလာပြီ4ရက်နေ့အလူဝေး9ရက်နေ့နန်းနဲ့ရွှေတပိတ်ဥခိုက်စားတော်မင်းညာနေအလူတော်မင်္ဂလာရေသက်ချဘွဲကြီးတန်ဃာတော်ရှင်သူမြတ်တို့ကောကြတော်ဘုရားပြိတ္တော်တရားတော်မြတ်ကိုကျွန်တော်ဓမ္မတို့နဲ့တူတကွနာယူကြည်ညိုပါယံလေးစားစွာဖြင့်ဖိတ်ကြပါသည်တဲ့အလူတော်မင်္ဂလာအခါပြောပြီးမန္တလေးမြို့ရဲ့ကျက်သေးဆောင်မန္တလေးမြို့ရဲ့ဂုံဆောင်နိုင်ငံကျော်ရွာသားဂီတကျင်လီစိန်တူမဟာဆိုင်တော်အဖွဲ့နှင့်အခါပြောပြ၍ဘိတ်တရေစင်သွန်းလောင်းမာကတက်ခေမင်းလွင်တဲ့ကျွန်တော်လူတကာလူမောင်များယနေ့သာသနာ့မူခံယူတာဗုဒ္ဓဘာသာမြန်မာလူမျိုးများဖြစ်ကြသည့်အတွက်တို့လူမျိုးတို့သည်တို့မြန်မာလူမျိုးတို့သည်ဗုဒ္ဓဘာသာခံယူထားကြသည့်အတွက်သားရှင်ဘုသမီးနာသာလူတော်မင်္ဂလာပွဲတွေကျင်းပတဲ့အခါမှာရွာဦးကျောင်းကဆရာတော်ဘုရားစီကမလာပါရှင်ဘုရားဘုရားတပည့်တော်သားရှင်ဘုသမီးနာသာလူတော်မင်္ဂလာပွဲကျင်းပခြင်းလို့ပါနေကောင်းရက်သားရက်ရွေးပြီးတော့မန္တဆောက်လာတဲ့ပြိတ္တကျွေးနောက်သားရတနာလေးတွေစံပေတင်ငေါကိုသမီးလေးတွေနားတာသာသနာဓာယကသာသနာဓာယိကာမအလွယ်တကူဖြစ်သွားတာဒီဖေးရမေတွေဘိုးတွေဘွားတွေအဲ့ဒီလက်ထက်တုန်းကကလေးကသူတို့ဒီဗုဒ္ဓဘာသာခံယူခဲ့ကြလို့ယနေ့အလူတိုင်းကဦးချင်းရွှေယနေ့အလူတိုင်းကမတော်ထွားတင်တို့လက်ထက်ကြတော့လဲပဲဗုဒ္ဓဘာသာခံယူကြလို့သာသနာဓာယကသာသနာဓာယိကာမလေးသာသနာဓာယိကာလေးများတာအလူတကာလေးများအလွယ်တကူဖြစ်ကြတာယခုလူတကာလူမတို့ဤအလူတော်မင်္ဂလာပွဲမှာအလူတော်မင်္ဂလာကျက်တရေစိန်တို့ဆိုင်ကပြောသားမနေဆိုသည့်အတိုင်းတဲ့အခုတီးမုတ်ဖြောပြတဲ့ပြောတီးရမှာတော့ကရာစာဆိုတာအများအပြားဆိုကြပြောကြတီးကြတယ်အလူပွဲနဲ့အင်မတန်မှလိုက်ဖက်တဲ့တခြင်းတစ်ပုဒ်ပါသို့တော့ကျွန်တော်မောင်စော်မှုပြောချင်တာကအဲ့ဒီတိရိဓမ္မတောကမင်းကြီးဆိုတဲ့ယနေ့ကျွန်တော်အလူတိုင်းကလူတိုင်းကာမများလူသာသနာဓာယကသာသနာဓာယိကာမတွေဖြစ်ချင်လို့ခဲခဲရင်ရင်ဘယ်လောက်ထိကြိုးစားရကြလဲဆိုတော့ပြိတ္တာပေါင်းသူတော်ကောင်းလို့အဲ့ဒီတိရိဓမ္မတောကယာသာဆိုတဲ့မင်းကြီးရဲ့အစပထမသူ့နာမကအတောကမင်းနဲ့အတောကမင်းဆိုတာကတော့သူ့မှာအပူပင်မရှိတဲ့မင်းပေါ့အဲ့ဒါလို့အဓိပ္ပာယ်ရဒါပဲမဲ့လို့အဲ့ဒီအတောကမင်းရဲ့ရင်ထဲမှာတောကတွေအပြည့်ရှိနေသည်နာမည်ကဒါအတောကအပူပင်မရှိတဲ့မင်းဆိုပြီး